လူတရချက်မှာလဲချိန်မှာလဲဘယ်အချိန်မှာလဲဆိုတော့ဒီခရစ်တော်ဘုရားရဲ့မွေးနေ့တော်ပွဲကိုကျွန်တော်25ရက်ကျင်းပါတယ်ဒါပေမဲ့ခရစ်တော်ဘုရားရဲ့မွေးနေ့တိကျကိုကျမ်းစာထဲမှာပေါ်ပြခြင်းမရှိပေါ်ပြခြင်းမရှိတဲ့ခါကျတော့ကျွန်တော်ကအပြည့်အကျမသိဘူးတိခွင့်မရှိဘူးဘုရားတခင်ကတိခွင့်ပေးတယ်ဆိုရင်လူတွေကတိမှာပဲတိခွင့်မပေးဘူးမကောင်းဘူးလို့ဘုရားတခင်ကနော်အလူတော်ရှိလို့ဘုရားတခင်ကအလူတော်မရှိလို့တိခွင့်မပြုတ်တာကျွန်တော်တို့လူတွေကဒီရက်တာဖြစ်နိုင်လဲဆိုပြီးတော့လူတွေကစုံစားကြတယ်စုံစားရင်းနဲ့စနိုးတွေကြအရင်တော့ဒီအီတီလာလူမျိုးတွေ Greek သူတို့ဗက်လေမျိုးရဲ့ယာတီတို့ပတ်ထဝီအနေထားတွေတပ်ပတ်ပြီးတော့လေ့လာပြီးတော့ဒီခရစ်တော်ရဲ့မွေးနေ့ဟာတကယ်ဘယ်အချိန်မှာဖြစ်နိုင်မလဲဆိုပြီးတော့လေ့လာရခွက်အရာအလုံးစုံတကယ်ရောကွက်တီသူမွေးတဲ့ရက်ကိုသူတို့ကတွေ့နိုင်လားမတွေ့နိုင်ဘူးဘုရားတကယ်အခွင့်မရှိတဲ့အတွက်ကြောင့်မတွေ့နိုင်ဘူးဒီကနေ့အချိန်ဒီစပါလာဆက်ခွန်လေးကရောမမြို့မှာရှိတဲ့လူတွေရစ်ချင်းလို့နော်လက်ဆောင်တွေချင်းပြီးတော့သူတို့ဒီလက်ဆောင်တွေတရားနဲ့တရားအလဲအလဲပြုတ်တဲ့ပွဲလမ်းတစ်ဖြစ်တယ်အဲ့ဒီဆက်ခွန်လေးနဲ့စပြီးတော့သူတို့ပွဲလမ်းစတင်လာဖြစ်တယ်ဒီစပါလာ25ရက်ကျတော့ the son of righteousness လို့ S-U-N the son of righteousness ဆိုတော့ဖြောင့်မချင်းနေမင်းကြီးလို့နာမည်ခေါ်ပေါ်သမုတ်ချင်းခံရတယ်မြစ်ပါဆိုတဲ့ဘုရားရဲ့မွေးနေ့ပွဲဖြစ်တယ်ဆိုတော့အဲ့ဒီမွေးနေ့ပွဲကိုဒီကျွန်တော်တို့ဒီ gift ချင်းကနေစတင်ပြီးတော့အဲ့ဒီမွေးနေ့ပွဲအတိတို့ကပွဲလမ်းတစ်ပင်လားဆက်တိုက်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့ဒီ Christmas ပွဲကိုသူတို့ကျင်းပဖို့အစားထိုးလာတဲ့အခါကျတော့ the son of righteousness သူတို့က S-U-N ဖြစ်တယ် the son of light ဆိုပြီးတော့ S-O-N နဲ့ပြောင်းလိုက်တယ်အလင်းနေရောင်ကြီးအလင်းတန်းရဲ့တာဆိုပြီးတော့နာမည်ခေါ်တော့သမုတ်ချင်းခံတဲ့ခရစ်တော်ရဲ့မွေးနေ့ဆိုပြီးတော့သူတို့ကအစားထိုးပြီးတော့25ရက်နေ့ကိုခရစ်မတ်နေ့ရှိသူစမှတ်ပြီးတော့ကျင်းပလာတယ်အစမှာတော့ကျန်တဲ့ဘုံတော်ကြီးတွေပေါ့နော်ကျန်တဲ့ကာယကနတွေကဘာမှမရှိသေးဘူးသူတို့ကAD 300လောက်မှာစတင်ပြီးတော့သူတို့ကခရစ်မတ်ကိုစတင်လာတာဖြစ်တယ်စတင်လာတာနဲ့ခရစ်မတ် tree တို့ဘာလို့ဒီက Egypt ရှင်းနေပြီးတော့စတင်ပြီးတော့ပေါ်လာတယ်ဆိုတော့သူတို့ကိုပေးတဲ့ခါကျတော့ဒီခရစ်မတ် tree တွေပါတယ်ဒီတိုင်းကျင့်သုံးလာတယ်ဒီတိုင်းကျင့်သုံးလာတယ်ပြီးတော့ AD 400ရောက်တဲ့ခါကျတော့အစိုးရအနေနဲ့တတ်မှတ်ချက်အစိုးရရုံးပိတ်ရက်အနေနဲ့တတ်မှတ်ပေးရဖြစ်တယ်ဆိုတော့ဒီပေါင်းဘယ်လောက်ထိတကယ်ချုပ်မွေးတဲ့နေ့ကနေစပြီးတော့မွေးတဲ့ချိန်ကနေစပြီးတော့ပေါင်း300ကက်သလစ်တွေကစတင်ကျင်းပလာတယ်ပြီးတော့နောက်ထပ်နေ့ပေါင်း100ကျမှအစိုးရပြီးတော့သူတို့ကအစိုးရရုံးပိတ်ရက်အနေနဲ့တတ်မှတ်ပေးတယ်အဲ့ဒါဘုရားတို့တာအနေနဲ့ကျွန်တော်သိထားပါဟာလေလုယာအာမင်ဟာလေလုယာအာမင်ကျွန်တော်တို့ကြွားမှာဩကုလဆိုတော့လူတွေကဟိုမှာဆန်စပါးတွေကဘယ်လိုဖြစ်လဲဆိုတော့စိတ်နှုတ်ရောင်နဲ့တနစ်တာကာလပတ်လုံးမှာဆန်ဘယ်နှတင်းထွက်မယ်ဆန်စပါးဘယ်နှတင်းထွက်မယ်ဆိုတာဩကုလအခြေအနေကိုကြည့်ရတာဖြစ်တယ်အဲ့ဒီလေယာပိုင်ရှင်တွေတောင်ယာပိုင်ရှင်တွေယားနေပြန်လာပြီးတော့သူတို့မျက်နှာဆူပုတ်ဆိုတော့လူငယ်တွေကပြောတယ်ဒီလူကဩကုလအခြေအနေကသူကမျက်နှာဆူပုတ်ဆိုတော့သွားပြီတနစ်သူကဆိုလိုတာသွားပြီဆိုလိုတာတနစ်တာကာလအတွက်ခံမှန်းကြည့်ဆိုတော့ဩကုလမှာမကြီးနိုင်မပြုံးနိုင်တဲ့လူကဩကုလမှာမကြီးနိုင်မပြုံးနိုင်တဲ့လူကသွားပြီသူလေးလည်းကောင်းပဲကျွန်တော်တို့လည်းဒီလခရစ်တော်ဘုရားမွေးဖွားတဲ့လဖြစ်တယ်မပြုံးနိုင်မကြီးနိုင်ဘူးငုံတုတ်ကြီးဆိုတော့သွားပြီတခုကတော့သွားနေပြီအဲ့ဒါကြောင့်မို့သူ့ရဲ့ယူမချက်ဘယ်လေမျိုးဒီမိခါ prophet ကြီးမိခါ prophet ပြုထားတယ်ဘယ်လေမျိုးဟာဆိုလို့ရှိရင်မြို့ငယ်မြို့ရုပ်ဖြစ်ပေမဲ့လည်းသူ့
ပြီးတော့ပါပေါ်ထုတ်လာမယ်ဆိုတော့ကဲတင်ရှင်ပေါ်ထုတ်လာမယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတရားဦးဇုံကြီးတဲ့လူတွေအတွက်ဆိုရင်တော့အရိမေချီယဘုရားကိုဖွင့်တယ်လူတွေပုံစံမျိုးပေါ့သူတို့ဒါတရားဗီဒီယိုရိုက်ကူပေးတဲ့ကျွန်တော်တို့တကယ်ချင်းကိုကျွန်တော်အထူးထိတ်ထားတယ်သူကတော့အာဇာနည်လို့ပဲလူသိများပါတယ်သူလည်းကျွန်တော်ခုနပြောတဲ့ဗုဒ္ဓဘာသာတရားဖြစ်တယ်သူကဒီလိုမျိုးကျွန်တော်တို့ကိုဗီဒီယိုမီဒီယာကိုယူပေးဖို့အထူးထိတ်ထားခြင်းဖြစ်တယ်သူတို့ကဒီတော့ခေါ်မှာဘူလျံပုံတို့တချို့သူတို့ကဒီမီဒီယာရုပ်ရှင်တိုက်ကူကြီးမှာနတ်ဆိုကောင်းရိုက်ဖို့သူတို့ကဒါရိုက်တာနဲ့ဒီချာအစ်တို့ပြည်ကြတယ်လို့တင်ကြားရပါတယ်တော့ပြတ်သွားရအောင်ဆိုတော့ကောက်လာမှာမရည်တဲ့လူကသွားပြီဒီဇင်ဘာလမှာမရည်တဲ့လူလည်းဒီကနေ့ရော့မျိုးဒီဇင်ဘာလမှာမရည်နိုင်တဲ့လူလည်းသွားပြီဒီတစ်ခါငယ်20တိလို့ကျွန်တော်တစ်ချက်ပြန်ဖတ်ချင်တယ်တားယောက်ျားကိုခွားမြင်လိမ့်သူသားဒီမိမိလူတို့ကိုအဖြစ်မှာကဲထုတ်မိသူဖြစ်တော့ကြောင့်ယေရှုဟုတ်အမေဖြစ်လေရအေဟုတ်ကောင်းကင်တမန်ဆိုရင်ဒီဝချက်ခုနကျွန်တော်အစာပြုစုတောင်းလို့ပါဆရာကြီးထောင်ကဒီဝချက်စုတောင်းသွားပြီးဟဲ့သူစုတောင်းတဲ့ဒီဝချက်ပါပြီ။ဘာလဲဆိုတော့အပြစ်မှကဲထုတ်မဲ့ဘူးဆိုတာတွေ့တကယ်နေသွားဒီဝချက်ဖြစ်တယ်တော့ချက်ဆိုတော့အပြစ်โอเคဒီကနေ့ခရစ်စမတ်ဒီကနေ့ဒီမှာရောက်ရှိလာကြတဲ့ညီကောင်မောင်တို့တွေထဲမှာအပြစ်ရှိတဲ့လူရှိလားအပြစ်ပါလားအပြစ်ယူလာတဲ့လူရှိလားလက်မြောက်ရမယ်โอเคအပြစ်ပါလာတယ်လို့โอเคသူတို့အပြစ်ရှိတယ်ဆိုတော့သူတို့ကငရဲသွားရမယ်နော်ဆိုတော့အပြစ်မရှိတဲ့လူကဒီကနေ့โอเคရပြီအပြစ်ရှိမရှိငါနဲ့မဆိုင်ဘူးဆိုတဲ့လူပဲမြောက်โอเคရပြီကျွန်တော်တို့ဒီဥစ္စာခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်တယ်ရည်ရွယ်ချက်ဖြစ်တယ်အပြစ်သားကိုကေထွတ်ထုဖြစ်တော်ဝင်ဖွားတယ်လို့သူ့ရဲ့ရည်ရွယ်ချက်အဲ့ဒါဖြစ်တယ်ဆိုတော့ဒီကနေ့မှာအပြစ်ကင်းစင်နဲ့ဒီမှာခရစ်စမတ်ပွဲမှာလာတယ်ဆိုရင်ယေရှုခရစ်တော်ဘုရားနေ့ဆိုရအတွက်မဟုတ်ပါဘူးအခုချက်ချင်းထပ်ပြီးတော့ပြန်လို့ရပြီကျွန်တော်တို့ဆိုလိုတာကဘာလဲဆိုတော့ဆိုလိုချင်တာကအပြစ်โอเคကျွန်တော်အပြစ်လို့ပြောတဲ့အခါမှာကျွန်တော်သူချုပ်နေနဲ့ဒီအပြစ်ကိုပြောမယ်ပြီးသူ့ရဲ့ကျင့်တဲ့ချင်းကိုနည်းနည်းပြောမယ်အဲ့ဒါခရစ်တော်ဘုရားဖွားမြင်ခြင်းရဲ့အရာခုနကျွန်တော်ခရစ်စမတ်အကြောင်း25ရက်ဘာဖြစ်တယ်7ရက်ကျွန်တော်တို့လက်လမ်းမြေတော့လည်းဆွေးနွေးပြီးပြီဆိုတော့โอเคအပြစ်မှာကျွန်တော်နှမျိုးရှိတယ်ခမရလို့ကျွန်တော်လှုပ်လိုက်လို့အပြစ်โอเคခမရနဲ့ကျွန်တော်နဲ့နှစ်ယောက်စလုံးလှုပ်လို့အပြစ်ရောက်တာတမျိုးမလှုပ်လို့အပြစ်လဲတမျိုးဥပမာကျွန်တော်ကသူ့ကိုစိတ်ဆိုးပြီးတော့ထိုးမိတာအဲ့ဒါကျွန်တော်လှုပ်ခြင်းအဖြစ်ဖြစ်သွားတယ်ဥပမာဆယ်ဖို့တဖို့ပေးပါဆိုပြီးတော့မပေးဘဲနဲ့ဘာမှမလုပ်ဘဲနဲ့နေခြင်းကအဖြစ်အဲ့ဒါလည်းအဖြစ်ဖြစ်တယ်လှုပ်ခြင်းနဲ့မလှုပ်ခြင်းအဖြစ်တက်ရောက်သွားတယ်အဲ့ဒါကြောင့်ခမရတို့အနေနဲ့ဒီကနေ့ဒီဒုစရိုက်အဖြစ်ဆိုတဲ့နေရာမှာနာမျိုးရှိတယ်ဆိုတော့ကျွန်တော်အခုဒုစရိုက်အဖြစ်အကြောင်းပဲပြောတာနော်ဒီစားအဖြစ်အကြောင်းကိုပြောသေးဘူးဒီကနေ့တန်ရှင်းတွားရောက်လာတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော်ပြောပါလဲ sorry တောင်းပါနဲ့ဒီကနေ့ကျွန်တော်ပြောရမယ်အဖြစ်ကဒုစရိုက်အဖြစ်ဖြစ်တယ်ဒုစရိုက်အဖြစ်မှာခုနကျွန်တော်ပြောတဲ့အတိုင်းပဲဟိုလှုပ်ခြင်းအဖြစ်မလှုပ်ခြင်းအဖြစ်နှမျိုးရှိတယ်ဆိုတော့ဒုစရိုက်အဖြစ်နဲ့တားသူတခြားအဖြစ်နှမျိုးရှိတယ်အဲ့ဒါကဗီဇအဖြစ်ပဲခေါ်တယ်အဲ့ဒီဗီဇအဖြစ်ကယောဂခန်းချင်းအခန်းငယ်နဲ့အခန်းငယ်7နှစ်ထဲမှာလူတို့တယောက်ကြောင့်အဖြစ်ကြရတယ်အဲ့ဒါကြောင့်ခမရအခုကခမရဘယ်လောက်ပဲတန်ရှင်းနေပါစေသူကဗီဇပါပြီးသားဥပမာကျွန်တော်တစ်ခုပြောပြမယ်ကမ္မာမှာသူ့မှာခွေးရှိတယ်သူ့ခွေးရအရန်ဖောင်းတယ်ဟုတ်သူကြောက်ရတဲ့ခွေးရလုံးဝမဟောဘူးသူ့ခွေးရအရန်ဖောင်းတယ်ဥပမာသူ့မှာခွေးရှိတယ်သူ့ခွေးရအရန်ဖောင်းတယ်သူ့ခွေးရ
ဒီတမခွေရကြတော့ဘယ်လောက်ထိကောင်ဟောင်းလဲဆိုတော့လူလာရင်လည်းဟောင်းတယ်လူမလာရင်လည်းဟောင်းတယ်လေတိုက်ရင်လည်းဟောင်းတယ်တိရွက်တရွက်ကျွေကြတယ်ဆိုလည်းဟောင်းတယ်အဲ့ဒီခွေရတော်ဆိုတာ तू ကအဲ့ဒီရဲ့လည်းတန်းလန်းသူ့ဘာသူအဲ့ပဲရောက်ပြီးတော့ထဟောင်းတယ်အဲ့ဒါကမှရဲ့ခွေပြီးတော့ကိုတိုင်းလည်းခွေရတော့လုံးဝမဟောင်းချင်ဘူးအရင်လိမ့်ပါတယ်အိမ်ထဲမှာဆိုတော့ဆိုတခိုးလာတာတော့မှပြုံးပြတယ်ဆိုတာအဲ့ဒီခွေရနော်ဆိုတော့အဲ့ဒီခွေကမှခွေနဲ့ကိုတိုင်းလည်းခွေအဲ့ဒီခွေနှကောင်ထဲမှာဘယ်ဟာပူပြီးတော့ခွေလဲနော်မိကိုလာဘယ်ခွေရပူဟောင်းလဲမဟုတ်ဘူးနော်ဘယ်ခွေရပူပြီးတော့ခွေလဲဆိုတော့နှကောင်စလုံးမှာခွေဟုတ်မှာနော်ခွေဖြစ်တာချင်းကပူတယ်အဲ့ကြောင့်တရားကတကောင်အရလိမ့်ပါတယ်နော်အခုပူနေတော့ပဲကျွန်တော်ဗီဇအဖြစ်ဆိုတာလူကောင်းဟိုမှာခဏကျွန်တော်လူပဲအဖြစ်ခဏတော့ไก่မိတယ်လူ break ပေါက်နေမိတယ်လူကလူစုတော့ဗျာညတော့လူစုကမကြိုက်ဘူးလားဆိုတော့ပြီးတော့ကောင်းသူဆုံးပြီးလို့နော်ကောင်းအဲ့ဒီဖြစ်တရားတွေကိုကောင်းအပြောအဆိုစီချစ်တပ်ပြီးတော့ကောင်း break အောင်နိုင်တယ်လို့နော်သူကလူကောင်းဥပမာကျွန်တော်လူကမနေတဲ့ဘူးသူပြောဆဲလိုက်ချင်တဲ့လူခဏ break ပေါက်နေတဲ့လူကလူစုလူတွေကတတ်မှတ်တာပေါ့ဒါပေမဲ့ဗီဇအထဲမှာရှိတယ်ဒီကနေ့ကျွန်တော်တို့တချို့လူတွေကအပြစ်မရှိဘူးလို့ဖြစ်ကြတာဥပမာမရှိ sorry ကျွန်တော်တို့ဟိုလမ်းဘေးမှာတွားပြီးမြန်မာပြည်မှာဆိုလမ်းဘေးမှာအများကြီးရှိတတ်တယ်လမ်းဘေးမှာဘာရှိတယ်လဲဆိုတော့ထပ်ပြောနေအပုံပြီးတွားတက်နေမိမယ်ဆိုတော့အဲ့ဒါတော့အရာတွေထူကြတယ်မလားအရာထူတယ်ဒါဘေးသူကများဒီမှာဒီလိုချတာလေကွာအရာတွေထူကြတယ်လူတွေကအပင်ထုတ်ပြီးသားအရာကိုယူတဲ့လူတွေအကုန်လုံးကိုတိုင်းကျွန်တော်တို့ရဲ့အထဲမှာအဲ့ဒီဥစ္စာရှိနေတယ်ဆိုတော့လူတွေကဘယ်လောက်ထိဆိုးလဲဆိုတော့ကျွန်တော်ရှင်ဒီမှာရှိတယ်အဲ့ဒီအထုပ်ပါထားတယ်အပြင်မှာထွက်ပြီးသားလူတွေကလက်သိမခံဘူးအပြင်မှာထွက်မယ်ဟဲ့ဆိုရင်တော့အကြီးအဖတ်မပြောနဲ့အငွေတော့မှလည်းမခံဘူးဘုမဆိုဒီလိုမျိုးအဖွဲလိုက်ထိုင်နေချိန်မှာတယောက်ကများမနဲ့အငွေထွက်ပြီးတယ်ဆိုရင်တော့အဲ့လူမျိုးထောက်တဲ့လူကစပြီးတော့အရင်ရှားရတယ်အဖွဲလိုက်တယ်မှာအဲ့ဒီအငွေကိုလေထုတ်လုပ်တဲ့လူကပဲအရင်စရှားရတယ်ဆိုတော့လူတွေကမကြိုက်ကြဘူးဘာဖြစ်လို့လဲနော်ကျွန်တော်အထဲမှာလူတိုင်းအထဲမှာကျွန်တော်ရှိတဲ့အခါပါပြီးသားအရင်တော့ကပါပြီးတဲ့ဥစ္စာကိုကျွန်တော်ဗီဇအပြည့်လို့ပါတယ်ဆိုတော့ငါပြောပြရနေပြီးတော့ငါပြောတီးပဲတီးပန်းတီးအတီးမလားလေငါပြောတီးနေငါပြောတီးပဲတီးတယ်ကမှနေတိုင်းစားတဲ့ငါပြောတီးပြီနော်ပန်းတီးပဲတီးတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဇအပြည့်လွန်မှုတဲ့ကျွန်တော်တို့ရဲ့ခုခန္ဓာတခုလုံးကအပြစ်ပြင်ကြီးလို့ပဲအပြစ်ပဲတီးမှာပဲကျွန်တော်တို့ဒီအပြစ်ပြင်လိုက်နေကောင်းတဲ့အပြစ်တီးနိုင်ဘူးဆိုတာမလွယ်ဘူးဆရာတို့ပြောတယ်လို့ဆိုမလွယ်ဘူးဆိုတော့ကျွန်တော်တို့တွေကဗီဇအပြစ်ရှိတဲ့ပုံဖြစ်တယ်ဆိုတာပြောပြချင်ဖြစ်တယ်ဒါကကျွန်တော်တို့ဆိုင်ပြော